အားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ယခုလက်ရှိယူကရိန်းနဲ့ရုရှားစစ်ပြည်ငြိမ်းရေးအကြောင်းပါယူကရိန်းဘက်ကအမေရိကန်နဲ့ဒါညှိနှိုင်းပြီးတော့ဒါအချက်20ပါတယ်ဒါ20 peace draft ဆိုတဲ့ဒါငြိမ်းချမ်းရေးမူကြမ်းကိုဒါရုရှားကိုပို့ထားတယ်ပေါ့ဒါရုရှားဘက်ကတော့ဘာမှတော့အကြောင်းမပြတ်နေဘူးအဲ့ဒီအရင်တုန်းကလည်းဒါရုရှားနဲ့အမေရိကန်တန်အမတ်စတီဝက်တို့ကယူကရိန်းနိုင်ငံမပါဘဲနဲ့စစ်ပြည်ငြိမ်းရေးမူဆွဲပြီးတော့ဒါတင်ပြတယ်ဒါပေမဲ့ဒီနယ်မြေကိစ္စခွဲဝေပိုင်းခြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါယူကရိန်းဘက်ကလုံးဝလက်မခံနိုင်စရာအကြောင်းကြောင့်ဒီယူကရိန်းဝန်ကြီးချုပ်ဇယ်လန်စကီကအဲ့ဒီမူကိုပယ်ချခဲ့တယ်အခုနောက်ထပ်ဒီအခုဆွဲတာကယူကရိန်းနဲ့အမေရိကန်ဘက်က20 peace draft ကိုဆွဲတာဒါပေမဲ့ရုရှားဘက်ကတော့ဘာမှမတုံ့ပြန်သေးဘူးအဲ့ဒီ20 peace draft ထဲမှာဘာတွေပါလဲဆိုရင်ဒါလုံခြုံရေးအပိုင်းမှာဆိုရင်ဒါနှစ်ဖက်ထပ်မံလုံးဝမတိုက်ခိုက်ရဘူးတိုက်ခိုက်မှုတွေလုံးဝမလုပ်ရဘူးပြီးတော့ယူကရိန်းရဲ့တပ်မတော်အင်အားကိုအနည်းဆုံး7သိန်းခန့်ထားမယ်ပေါ့အရင်တစ်ခေါက်တုန်းကရုရှားတင်ပြတော့ကဒါဒီစစ်အင်အားကိုယခုတကို short ချရမယ်ပေါ့အခုကဒါယူကရိန်းဘက်ကခုတင်ပြတာကအနည်းဆုံးယူကရိန်းရဲ့စစ်အင်အားကို7သိန်းခန့်ထားမယ်ပေါ့ပြီးတော့ဒီရုရှားတောင်းဆိုထားတဲ့အတိုင်းပဲနေတိုတွေကိုမဝင်ဘူးဒါပေမဲ့ဒါရုရှားဘက်ကထပ်မံကျူးကျော်တိုက်ခိုက်လာခဲ့တယ်ဆိုရင်ရုရှားဘက်ကထပ်မံကျူးကျော်တိုက်ခိုက်လာခဲ့တယ်ဆိုရင်အမေရိကန်နဲ့ဥရောပနိုင်ငံတွေက NATO အဖွဲ့ဝင်ကဲ့သို့ဒါကာကွယ်တိုက်ကူပေးရမယ်ဆိုရယ်အာမခံချက်ပေးရမယ်အမေရိကန်နဲ့ဥရောပကအဲ့ဒါလုံခြုံရေးအတွက်ဘာကြောင့်လဲအဲ့ဒါကိုသုံးတာလဲအဲ့ဒါကြောင့်မို့လုံခြုံရေးကိုတောင်းတာလဲဆိုတော့ဒါ2014တုန်းကလည်းဒါရုရှားဘက်ကယူကရိန်းကိုကျူးကျော်တိုက်ခိုက်တယ်အဲ့တုန်းကခရိုင်းမီးယားကိုဒါရုရှားကယူကရိန်းစီကနေယူသွားတယ်အခု2020မှာထပ်မံကျူးကျော်တိုက်ခိုက်တယ်ဒါကြောင့်မို့ထပ်ပြီးတော့လည်းမတိုက်ခိုက်နိုင်ဘူးလို့ဒါအမခံချက်မပေးနိုင်ဘူးဒါကြောင့်မို့အဲ့ဒီလုံခြုံရေးနဲ့ဒီအမေရိကန်နဲ့ဥရောပကဒါကာကွယ်တိုက်ကူပေးမယ်ဆိုတဲ့အမခံချက်ကိုတောင်းခြင်းဖြစ်တယ်ယူကရိန်းဘက်ကနောက်ထပ်ဒီစီးပွားရေးနဲ့နယ်မြေပိုင်းခြားမှုမှာဘာတွေပါလဲဆိုတော့ဒီလက်ရှိရုရှားထိန်းချုပ်ထားတဲ့ဒေသတွေကို free economic zone အဖြစ်သတ်မှတ်ပေးရမယ်အဲ့ဒီဒေသကိုကိုပိုင်အုပ်ချုပ်ရေးပုံစံကဲတော့ဒါမဲပေးစနစ်နဲ့ရွေးကောက်ပြီးတော့အစိုးရတပ်ရအနေနဲ့သူ့ကိုပိုင်အုပ်ချုပ်ခွင့်ပုံစံပေးရမယ်ရုရှားရဲ့အုပ်ချုပ်မှုရဲ့အောက်မှာမရှိရအောင်အဲ့ဒီဒေတာကနော်တကယ်တော့အဲ့ဒါကအရင်တုန်းကယူကရိန်းပိုင်မယ်ဒါပေမဲ့အခုလက်ရှိမှာရုရှားကထိန်းချုပ်ထားတာလက်ရှိဒါပြီးတော့ဒီရုရှားတင်ထားတဲ့ယူကရိန်းတောင်ပိုင်းကဇာပိုရိုဇာနျူကလ িয়ার စစ်ရုံကိုဒါအမေရိကန်နဲ့ရုရှားပူးတွဲစီမံခွင့်ကိုခွင့်ပြုပေးမယ်ဒါပေမဲ့အမေရိကန်ဘက်ကယူကရိန်းအမေရိကန် free trade record လို့ခေါ်တဲ့ဒီတွင်းကုန်အကန့်အသတ်မရှိကုန်သွယ်ရေးသဘောတူစာချုပ်ကိုအမေရိကန်ဘက်ကလက်ခံရမယ်နော်အဲ့ဒီနျူကလ িয়ার စစ်ရုံကိုဒါရုရှားနဲ့ပူးတွဲစီမံခွင့်ပေးမယ်အဲ့ဒီတွင်းကုန်အကန့်အသတ်မရှိကုန်သွယ်ရေးသဘောတူစာချုပ်ကိုတော့ဒါအမေရိကန်ကလက်ခံရမယ်ပြီးတော့ယူကရိန်းဒါပြည်ထောင်စုဒါခုယူကရိန်းကဒီရုရှားဘက်ကတိုက်လာတဲ့အတွက်ဒါပညာရေးတွေကျန်းမာရေးတွေလူမှုရေးတွေစီးပွားရေးအကုန်လုံးဟာနောက်ကျကုန်နေပြီးတော့လည်းဖွံ့ဖြိုးမှုလုံးဝမရှိဘူးဒါကြောင့်မို့ဒါယူကရိန်းပြန်လည်ထူထောင်ရေးအတွက်စီးပွားရေးကုတိုင်းရောင်းဝယ်ရေးလူမှုဖွံ့ဖြိုးရေးတွေအတွက်ဒါအမေရိကန်နဲ့ဥရောပကဘီလီယံ800လောက်ထိယင်းနှီးမြုပ်နှံပေးရမယ်ဒါယူကရိန်းပြန်လည်ထူထောင်ရေးအတွက်လက်ရှိရုရှားထိန်းချုပ်ထားတဲ့ဒနီပရိုမြစ်နဲ့ဒါပြီးတော့ Black Sea ဒီမှာလည်းယူကရိန်းကုန်သွယ်ရေးအတွက်လည်းဒါရုရှားဘက်ကခွင့်ပြုပေးရမယ်လုံးဝအဟန့်တာမပြုတ်လို့ရဘူးအဲ့ဒါကဘာလဲဆိုတော့စီးပွားရေးနဲ့နယ်မြေကိစ္စအတွက်ဒီ20 peace draft ထဲမှာပါတာပြီးတော့နောက်တစ်ခုကစစ်စင်ရေးရက်စဲရေးနဲ့လမ်းစဉ်ဒီခေါင်းစဉ်အောက်ကစဘာတွေပါလဲဆိုတော့ဒီတိုက်ပွဲအတွင်းကအကျဉ်းသားတွေကိုအပြန်အလှန်လွတ်ပေးရမယ်ပြီးတော့ဒီအဲ့ဒီအခုရုရှားတိတ်ကျထားတဲ့နယ်မြေမှာဒီရွေးကောက်ပွဲတွေကိုပြုလုပ်ဖို့အတွက်ဒီခုလက်မှတ်ရေးထိုးပြီးတာနဲ့ရွေးကောက်ပွဲကိုစနစ်တကျပြုလုပ်ပေးရမယ်ပြီးတော့ဒီအခုအချက်လက်တွေကိုဖော်ဆောင်ဖို့အတွက်အမေရိကန်နဲ့ဥရောပကနေဦးစီးပြီးတော့ငြိမ်းချမ်းရေးကောင်စီဖွဲ့ပြီးတော့အဲ့ဒီစီမံကိန်းအကောင့်ထဲကိုဖော်ဆောင်ပေးရမယ်ပြီးတော့နောက်ဆုံးအချက်ကဒီစစ်ရေးတင်းမာမှုအပြည့်တက်နဲ့
ငင်းကြရဲ့သဘောတူစာချုပ်ကိုအားလုံးထိုးထွင်းပြုလုပ်ရမယ်ဆိုတဲ့အချက်တွေပါတယ်ရုရှားဘက်ကတော့ဒီအချက်တွေကိုဘာမှတော့တုံ့ပြန်ထားတာမရှိသေးဘူးဒါပေမဲ့ရုရှားဘက်ကတော့အကုန်လုံးကိုလက်ခံမှာတော့မဟုတ်ဘူးအထူးသဖြင့်ဒီယူကရိန်းဘက်ကစစ်အင်အား၈သိန်းထားရမယ်ပြီးတော့နေတိုးအဖွဲ့ဝင်ကဲတော့ဒါကာကွယ်မှုပေးရမယ်အမေရိကန်နဲ့ဥရောပကဒါကာကွယ်တိုက်ကူပေးရမယ်ဆိုတဲ့အချက်တွေကတော့ရုရှားဘက်ကတော့တော်တော်နဲ့တော့လက်ခံနိုင်ပွဲမရှိဘူး